မင်္ဂလာပါရှင်ဖုန်းကင်နေတဲ့လူတိုင်းမှာအမြဲတမ်းကြုံတွေ့ရတဲ့ပြဿနာတစ်ခုရှိတယ်အဲ့ဒါကတော့ကိုယ့်ရဲ့ဖုန်းကပိတ်ထားပေမဲ့လို့လေဘက်ထရီအားကကုန်နေတာပဲဖုန်းဘက်ထရီတွေကိုမသုံးမဲနဲ့ကုန်နေရတဲ့အကြောင်းရင်းရဲ့နောက်ွယ်မှာတော့ GPS လို့ခေါ်တဲ့ location service တွေကနောက်ွယ်မှာအလုပ်တွေအများကြီးလုပ်ပြီးတော့ဘက်ထရီကိုဆွဲသုံးနေတယ်ဆိုတာကိုသတိထားမိပါသလားဒီနေ့ဗီဒီယိုမှာ location service ကိုဘယ် application မှာဖွင့်ရမယ်ဘယ် application မှာတော့လုံးဝပိတ်ထားတဲ့နယ်ဆိုတဲ့နီလန်ကောင်၃ချက်ကိုမျှဝေပေးပါမယ်ရှင်အလွယ်ကူဆုံးနံပါတ်1နီလန်ဖုန်းရဲ့ search bar ကိုဆွဲချလိုက်လို့ရှိရင် GPS or location ဆိုတဲ့ icon လေးတွေ့လိမ့်မယ်အဲ့ဒီ icon လေးကိုတော်တော်များများကဖွင့်ထားတတ်တယ်ဘယ်အချိန်မှာဖွင့်သင့်တယ်လဲဆိုရင် Google Map ကိုသုံးနေတဲ့အချိန်မှာတော့ဖွင့်ထားတာကောင်းတယ်ကိုက Google Map သုံးနေတဲ့အချိန်မဟုတ်ဘူးဆိုလို့ရှိရင်အဲ့ဒီ icon လေးကိုပိတ်ထားလိုက်ပါလိုအပ်တဲ့အချိန်မှသာဖွင့်လိုက်ပါဒီလိုမျိုးရိုးရှင်းတဲ့အလေးချင်းလေးကလည်းဖုန်းရဲ့တစ်နေ့တာဘက်ထရီသက်တမ်းကိုတိတိတတ်တာလေးတိုးလာစေပါတယ်ဒုတိယတစ်ချက်နံပါတ်2ဒီအချက်ကတော်တော်လေးအရေးကြီးတယ် application တိုင်းမှာ location service ကိုဖွင့်ထားစရာမလိုပါဘူးဖွင့်တဲ့ application မဟုတ်ဘဲနဲ့ဖွင့်ထားမယ်ဆိုလို့ရှိရင်အဲ့ဒီ application ကကိုကဖုန်းသုံးနေတာမဟုတ်လဲပဲအဲ့ဒီ location service ကဘက်ထရီတွေကိုစားပြစ်နေတာဒါကြောင့်မလို့ဒီနီလန်းကိုဘယ်လိုထိန်းချုပ်မလဲဆိုရင်ဖုန်းရဲ့ setting တွေကိုဝင်လိုက်မယ်ပြီးရင် location ကိုရွေးမယ်ပြီးလို့ရှိရင်တော့ application permission ကိုရွေးလိုက်မယ်ပြီးပြီဆိုရင်ဒီမှာ application တွေကိုအုပ်စု3စုခွဲထားတာကိုတွေ့ရပါလိမ့်မယ်နံပါတ်1ကအမြဲတမ်းဝင်ပြုမှာလားဒါမှမဟုတ်လေနံပါတ်2 3နေမှသာဝင်ပြုမှာလားနံပါတ်3ကလုံးဝခွင့်မပြုဘဲနေမှာလားဆိုပြီးတော့တွေ့ရလိမ့်မယ်ဒီနေရာမှာ TikTok, Facebook လိုမျိုး social media အတွက်အသုံးပြုတဲ့ application တွေမှာ always allow ဆိုပြီးတော့အမြဲတမ်းခွင့်ပြုထားကြမလို့ location အတွက်အရေးကြီးတဲ့ Google Map လို application မှာပဲ always allow လောက်ထားတင်ပါတယ်။ကျန်တဲ့ application တွေကအသုံးပြုနေမှာခွင့်ပြုမယ်။ဒါမှမဟုတ်လေလုံးဝခွင့်မပြုဘူးဆိုတာကိုနှိပ်ထားတင်ပါတယ်။ဒီနံပါတ်3နီလန်းကလူသိနေတယ်။ဒါပေမဲ့ဒီနီလန်းလေးကဘက်ထရီကိုတိတိတတ်တာခြေထားနိုင်ပါတယ်။ setting ထဲကိုဝင်မယ်ပြီးရင် location ထဲကိုထပ်ဝင်လိုက်မယ်။အဲ့ဒီထဲမှာ location service ထဲကိုဝင်မယ်ဝင်ပြီဆိုလို့ရှိရင် Wi-Fi scanning နဲ့ Bluetooth scanning ဆိုတာကိုတွေ့ရမယ်အဲ့ဒီစနစ်တွေက GPS မသုံးဘဲနဲ့တင်းရဲ့ဒီဖုန်းရဲ့ဒီနေရာကိုပို့ပြီးတော့မြန်ဆန်တီးကြအောင်လုပ်ပေးနိုင်တယ်ဒါပေမဲ့ဘက်ထရီစားသုံးမှုကလည်းတော်တော်လေးကိုများတယ်အဲ့တော့ကိုက location အတွက်တီးတိုင်ရင်သုံးနေရမျိုးမဟုတ်ဘူးဆိုရင်အဲ့ဒီနှစ်ခုကိုပိတ်ထားလိုက်လို့ရတယ်အခုပြောပြသွားပေးတဲ့နီလန်3ခုကိုလိုက်ပြီးတော့လှုပ်ဆောင်ကြည့်မယ်ဆိုရင်တော့ကိုရဲ့ဖုန်းရဲ့ location service ကိုလည်းထိန်းညှိနိုင်မှာဖြစ်တယ်လို့ဘက်ထရီကိုလည်းတိတိတတ်တာခြေထားရရောက်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးမှာကိုအတွက်ဗဟုသုတတစ်ခုခုရစရာရှိရဆိုလို့ရှိရင်လည်း comment box လေးမှာရေးခဲ့ပေးနော်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ရှင် like and follow လေးလုပ်ခဲ့ဖို့လည်းမမေ့နဲ့နော် bye bye